ပြောအားလုံးလည်းပါနေ့မှာတော့မနေ့ကမှထွက်ရှိရဲ့ဟာဒီဂိမ်းလေးတင်ပေးမှာဖြစ်ပါတယ်အခုစတာလိုက်ရဲ့အဖက်ကကျတော့ movement speed နဲ့ visit တက်တွေမှာအဖက်လေးတစ်ခုပါလာမှာပေါ့နော်ကိုရဟာလေးကိုင်းမယ်ဆိုရင်တော့မစမနဲ့မစ်တို့အဓိကတက်တာပေါ့နော်အကြမ်းမကိုပတ်တဲ့နိုင်ပြီးတော့ကိုတင်ရ easily မဲ့တာပါပဲဖြစ်ပါတယ်ဒီပွဲမှာတော့ကိုဘက်ကကိုဖရာကိုရကူပဲပေါ့နော်အကျော်အားလေးကိန်း2ကိရပြီးတော့ဟိုအဲ့ဒီမရတကယ်မှာပဲဖမင်းဆောင်ရင်တာတော့ပါပြီကိုရတာဒီပွဲမှာတန်းနိုင်မယ်ဆိုရင်တော့မေးလိမ့်တဲ့ဂိုးလေးကိုပို့ပြီးကပါပေးမှာဖြစ်ပါတယ်ဘာလို့ဆိုတော့ဂိုးလင်းရပတ်တဲ့မှာပို့ပြီးတော့အထောက်ကိုပြုပါတယ်ဟာလီရဲ့ကမောတော့ skate 2 edit skate 1ပဲဖြစ်ပါတယ်နောက်ပြီးသွေးနှန်းနေတော့ flame shot နဲ့ဖြစ်ပေါ့နော်အားလေးကိန်းမှာပဲတကင်းကြရင်တော့သူ skate 2 edit skate 1နဲ့နေသေးပါတယ် pro အနေနဲ့ရောအခုတစ်ထွက်ချိလိုက်ဟာလီ star လိုက်လေးကိုသဘောကျလားဆိုတော့ comment မှန်ကလို့ရပါတယ်ကိုရီးယားတော့မီလိန်နဲ့ဂိုးလင်းကိုင်ရင်ကြောက်တကောင်2ကောင်ပဲရှိပါတယ်အဲ့2ကောင်ကတော့ဂူရှင်နဲ့ဟာလီပဲဖြစ်ပါတယ်ကိုရီးယားတော့မစမနဲ့မီလိန်ကိုအသိနေတာကကြောကဘာမရှိဘဲနဲ့ easily ပဲနိုင်တော့ပါတယ် pro အနေနဲ့ကျွန်တော်တင်တဲ့ video လေးသဘောကျရတော့ channel လေးကို like subscribe လုပ်ပေးပါအောင်လို့ပြောကြရတဲ့ video လေးကိုဆက်သတ်ပါတယ်ဒါပါပဲ